တရုတ်မှာဆို Weibo တို့ TT တို့ဆိုတော့အဲ့လိုမျိုး sound and surround နေဆိုတော့အသင်းတွေကြီးပဲကိုဆိုတော့ invite လုပ်ပြီးတော့ ဆော့ခိုင်းသွားမယ်ပွဲဆိုတော့အပွဲမှာ YG လည်းပါမယ်မင်းညာကဆော့သွားတယ် PE ရဲ့ Wave3 app မှာ PMMI အတွက်အသင်းတွေကို officially ကြီးညာသွားခဲ့တာပေါ့နော်အဲ့ကြီးညာသွားတဲ့အထဲမှာဆိုတော့ Wanjang Gladi ကိုလည်းပါလာခဲ့တယ်ဆိုတော့ Yang Gladi က PMMI မှာဆော့ရမှာပေါ့နော်ဘယ်ချိန်ဆော့မှာလဲဆိုတော့လာမယ့် ဇွန်လ29ရက်နေ့ကနေဇူလိုင်လ9ရက်နေ့ထိ PMMI မှာဆော့သွားရမှာဆိုတော့ PMMI ကဘာလဲဆိုတော့ပတ်ကြည် mobile မကောက် invitation နဲ့ဆိုရပွဲပေါ့နော်ဆိုတော့ तू ကဘယ်အသင်းတွေကို invite တာလဲဆိုတော့တကယ်ကျမ်းပါတယ်ဆိုတဲ့အသင်းတွေလက်တလုံးမှာ champion ဖြစ်ထားတဲ့အသင်းတွေမနေ့က champion ဖြစ်ထားတဲ့အသင်းတွေအဲ့လိုမျိုးသူတို့ပြီးတော့အဓိကသူတို့တရုတ်ရဲ့လုပ်တဲ့အသင်းတွေပေါ့နော်အဲ့အသင်းတွေတွဲပြီးတော့ဆော့ခိုင်းတဲ့ပွဲမျိုးဆိုတော့စူဂျီကလည်းကောင်းတယ်ပြီးတော့ offline ပွဲမကောင်းတော့ဆော့ရမှာဆိုတော့ဘယ်အသင်းတွေပါလဲတစ်ချက်လောက်ကြည့်လိုက်ရအောင်ဆိုတော့လောလောလတ် champion ဖြစ်တာတဲ့ PMG champion ဖြစ်တာတဲ့ Fourth Right မနေ့က PNGC champion Alpha 7ဆိုတော့မနေ့ကပဲ PNWC champion YG ဆိုတော့ Aurora တို့เนาะ PTR တို့ RQ တို့ EA တို့ပြီးတော့ Wolf တို့ဆိုတော့ကိုရီးယားအနေနဲ့ဆိုရင် National Red 4တို့ Diplex Kia တို့တရုတ်မှာဆို Weibo တို့ TT တို့ဆိုတော့အဲ့လိုမျိုး sound and surround နေဆိုတော့အသင်းတွေကြီးပဲကိုဆိုတော့ invite လုပ်ပြီးတော့ဆော့ခိုင်းသွားမယ်ပွဲဆိုတော့အပွဲမှာ YG လည်းပါမယ်ဆိုတော့ဒီလာထဲမှာ YG အနေနဲ့ပွဲတွေကအများကြီးပဲเนาะ19 20 21မှာတင်းစနကအနေနဲ့လည်းဆော့ရမယ်ဆိုတော့လာမယ့်29ရက်နေ့မှာဒီ PMMI လည်းဆက်ပြီးတော့ဆော့ရမယ်ပေါ့နော်ဒီကျွန်တော်အဓိကပြပြချင်တဲ့အကြောင်းကတော့အဲ့ဒါပဲဆိုတော့ဒီလာထဲမှာ YG ဆော့ရမယ့်ပွဲတွေကလည်းများတယ်ဆိုတော့ကြည့်ရမယ့်ပွဲတွေကလည်းများတယ်ဆိုတော့ကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ page နဲ့ YouTube channel မှာအကုန်လုံးကိုပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ page နဲ့ YouTube channel တွေကိုလည်း follow လုပ်ပြီး subscribe လုပ်ပြီးတော့အဲ့ပွဲတွေကိုစောင့်ကြည့်နိုင်တယ်ဆိုတော့အားလုံးပဲကျေးဇူးပါကျွန်တော်တို့ body က